တာတတိမမပြောပါမိကိုကြည်တနာတဲ့လေယာပြေမှာပင်ပန်းလို့နေတာသူရဲ့ကောင်းမိသားတို့ငွေမေမေတာတော်မိသားစုတွေခွဲခွာရတာကြပြီလက်ဆုံးသူစားကြတဲ့ထမင်းဝိုင်းလေးညီညီမလေးများကိုကျွန်တော်လေးလွမ်းတဲ့အဝေးရကတာတယောက်ပြန်မလာနိုင်တနေ့မှသာပြန်လာမယ်ဆောင်မျိုးလေးကိုမေတ္တာကြိုးစားနေအမေဟာလာမေကြီးပမာကဘာတခွေလုံးမသားတို့အတွက်ထုံးလေးနေတာပါအကျဉ်းတော်များနဲ့မေးခွေရှင်ပါလို့နဲ့မေမကြခင်သားလေးနေကိုပြန်လာခဲ့နဲ့မေဒီမို့တောင်းမကချူတဲ့ကျေးဇူးတွေကြီးမားကနေအဝေးကမိမိကျမ်းမာပါစေအမေကိုမွေရပြေပြန်မလာနိုင်တာနှစ်ပေါင်းများစွာကြာအမေနဲ့ဝေးမှသာတတိမမပြောပါအမေကိုကြည်တနာတဲ့လေယာပြေမှာပင်ပန်းလို့နေတာသူရဲ့ကောင်းမိသားတို့ငွေမေမေ